ကင်းလူမျိုးတို့ရဲ့ရိုးရရင်ကျေးမှုအစဉ်လာကင်းမျိုးသားနှစ်တကူပွဲတော်ကြီးဒီ vlog တွေကတော့ကျွန်တော်တန်လေးပါဝင်အမျိုးဆွေမိသားစုညီကောင်မောင်နှမတွေနဲ့ဖျားစုကြီးဝါမှာကျင်းပပြုလုပ်တဲ့ကင်းမျိုးသားနှစ်တကူပွဲတော်ကိုတွားရောက်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးဖို့မေတ္တာရက်ခံချင်ပါတယ်လူမမျိုးကျမ်းမာရိုးဆိုသည့်စကားပုံနဲ့ညီမိမိတို့ရဲ့ကင်းလူမျိုးများရဲ့တမိုင်းကြောင်းအယူဆိုအပ်သောမိမိတို့ရဲ့ကင်းလူမျိုးတို့ရဲ့ရိုးရာဓလေ့များရည်ကျဲမှုများကိုကိုယ်တိုင်သိရှိပြီးတော့မိမိတို့ရဲ့လူမျိုးတိုးတက်တာရရေးကိုအစဉ်ရှေ့ရှုရမည်ဖြစ်ပါတယ်။ယခုဆို1963ခုနှစ်မှာ1964ကင်းအမျိုးသားနှစ်တကူကိုကူးပြောင်းသွားပြီပဲဖြစ်ပါတယ်။ထို့အတွက်ကြောင့်မလို့1964ခုနှစ်ကင်းအမျိုးသားနဲ့တကူကိုကျိုးလို့သောအဖြစ်ကျွန်တော်တို့ရဲ့ပန်းတော်မျိုးနဲ့ခေကန်ကျေးရွာအုပ်စုမှာရဲကျော်ဖျားစုကျေးရွာမှာကျင်းပပြုလုပ်တဲ့ကင်းအမျိုးသားနဲ့တကူပွဲတော်သို့တွားရောက်ဖြစ်ခဲ့ပါတယ်ပထမဦးစွာဒေသခံကင်းလူမျိုးများနဲ့ရွာလေးချုပ်သက်မှာရှိတဲ့ကင်းလူမျိုးများဟာဒနက်ခေရောင်နေထွက်ပေါ်လာတဲ့နေ့အပြိုင်ကင်းအလံတော်ကြီးကိုလွှင့်တင်ကကင်းအမျိုးသားသူရဲကောင်းခေါင်းဆောင်များနဲ့တကွာကင်းအမျိုးသားအလံတော်ကြီးကိုအလေးပြုခဲ့ကြပါတယ်Good. But we're not in the bar. Yo, yeah. All right. ပြီးတဲ့နောက်မှာရိုးသက်တဲ့ကင်းလူငယ်ကျယ်ဝတ်နေများဟာကင်းရိုးရအကလာများဖြင့်ကပြဖြော်ပေးခဲ့ပါတယ်တော့ရမကကင်းမြစ်ကူဖြစ်ပေါ်လာပုံကင်းတမိုင်းကြောင်တိကောင်းစရာဖျားဖျားအလံတော်ကြီးစတင်ဖြစ်ပေါ်လာပုံနဲ့တကွာကင်းလူမျိုးများရဲ့ဒလိရင်ကျေးမှုများကိုဟောပြောခဲ့ပါတယ်အခမ်းအနားကြီးပြီးဆုံးချိန်မှာဒေသခံကင်းလူမျိုးများဟာပျော်ရွှင်နေကြတဲ့မြင်ကွင်းများကိုလည်းပျော်ရွှင်ပွဲမြင်တွေ့ရပါသေးတယ်လာရောက်ကြတဲ့ဧည့်သည်တော်များကိုကြက်သားကြောင်းပြုတ်သည်မိုးချောက်ပဲကြောင့်ကြက်သားဟင်းညွန့်နေတကွာရင်းယူရငပြရေးချက်ဒေသထွက်ခရမ်းသည်တိုးစရာများကိုကင်းလူမျိုးတို့ရဲ့ဖြူစင်သောသဘောထားများနဲ့တကွာပေါင်းဆက်ပြီးတော့ကျွေးမွေးအခန့်ခဲ့တာကိုလည်းကြည်နူးဝမ်းမြောက်ပွဲမြင်တွေ့ခဲ့ရပါတယ်ကျွန်တော်တို့ရဲ့ကင်းအမျိုးသားနှစ်တကူပွဲတော်ကြီးဟာအရန်ကိုပျော်ရွှင်ဖို့လည်းကောင်းပြီးတော့အတိတ်ပဲများစွာနဲ့ပြည့်နေပါတယ်မိမိတို့ရဲ့ကင်းမျိုးသက်တဲ့လူငယ်များဟာလည်းမိမိတို့ရဲ့ကင်းသမိုင်းကြောင်းမိမိတို့ရဲ့ရာဇဝင်မိမိတို့ရဲ့လူမျိုးအကြောင်းကိုသိရှိနားလည်ထားရန်လေ့လာရမည်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့တန်လေးပဲဖြစ်ပါတယ်